ပေါ့နော်ရင်ဝင်ဆိုတော့တို့ကဒီမှာပထီမာလဲတို့ကဒီမှာတည်းလားဟုတ်တစ်ဖက်ကမဲနေပေါ့လောင်နေတဲ့ပုံစံမျိုးနော်အားရှိမရှိတို့ကတိုက်ကြည့်ရမယ်ဒါဆိုရင်တို့ကတိုက်ကြည့်ရဲ့အချိန်မှာအားကမရှိဘူးဟုတ်ပြီနော်မရှိဘူးဒါဆိုရင်တို့ကနိုးဘဝတစ်လုံးလာပြီဆိုရင်တို့ကအရင်ဆုံးပထီအားရှိမရှိစမ်းခိုင်းတာစမ်းခိုင်းတာတကယ်လို့အားမရှိဘူးဆိုရင်နော်တေးကြပြီဘာဖြစ်နေရလဲရှော့ရှာနေတာဟုတ်ပြီနော်အားမရှိဘူးဆိုရင်တော့ရှော့ကြတယ်အားရှိတယ်ဆိုရင်တော့ဒါရှော့ထဲမှာတို့ကမပါနိုင်သေးဘူးဘောပေါ့လားဟုတ်အပွားတော့ဟို CPU သွားတဲ့ coin တွေရှော့ကြရင်တော့ဟိုဒါကတော့အားရှိသေးတယ်ဟုတ်ပြီနော် VBED တို့ VSYS တို့ဟုတ်ပြီနော်VB8 power တို့နော်အဲ့လမ်းကြောင်းတွေမှာကြမယ်ဆိုရင်တော့လုံးဝဟိုကပထီမာအားမရှိဘူးနော်မှတ်တယ်နော်ဟုတ်ကဲ့လားဟိုလုံးဝကွန်အောင်သုံးရင်တော့ဒါပဲတတ်နိုင်မလဲဟုတ်ပြီနော်ဟုတ်ပြီဒါဆိုရင်တို့ကပထီအားမရှိဘူးဒါဆိုရင်တို့ကလောလောဆယ်တို့ကဒုတိယအချိန်မှာဘာဘယ်ကိုဆက်ရမှာလဲရှော့ကိုမီတာနဲ့အရင်လိုက်မှာမဟုတ်လားဟုတ်ပါရဲ့ဒါဆိုရင်တို့ကအရင်ဆုံးမီတာနဲ့ပထီငုံမှာရှော့ကြမကြတို့ကတိုင်းရမယ်ဟုတ်တယ်မလားဟုတ်ပါရဲ့ဟုတ်ပြီဒီမှာကြားသလားကြားမကြားဘူးဟုတ်ပြီနော်မကြားဘူးဆိုတော့တို့ကနောက်တစ်ခုကဘယ်မှာသွားတိုင်အောင်မှာလဲချာကျင်ကွိုင်မှာသွားတိုင်အောင်ဟုတ်ပြီနော်ဟုတ်ပါဗျာဒါဆိုရင်တော့ချာကျင်ကွိုင်မှာသွားတိုင်ရမယ်ဆိုရင်တို့ကတချို့ချာကျင်ကွိုင်တွေကတန်ဖုံးတွေပိုင်းနဲ့အုပ်ထားတာဆိုတော့တို့ကခွာပြီးရတာအစင်မပြေဘူးမဟုတ်ဘူးလားဟုတ်ပါဘူးကမခွာကျင်သေးဘူးပေါ့ဟုတ်လားနော်ချာကျင်ကွိုင်တွေကတို့ကတန်ပြအောင်မှာဆိုတော့လောလောဆယ်ချာကျင်ကွိုင်မှာရှော့ကြတယ်မကြဘူးဆိုရင်တို့ကဘယ်မှာသွားကြည့်လို့ရမလဲချာကျင်ကွိုင်ရထွက်လာတဲ့တို့ကဘိုးကပါဝိုင်းစီဘေးကိုရောက်မှာမဟုတ်လားဟုတ်ပါရဲ့ပါဝိုင်းစီဘေးကိုရောက်မှာအတွက်တို့ကချာကျင်ကွိုင်ရှော့ကြမကြသိကျင်တယ်ဆိုရင်တို့ကအဲ့ပါဝိုင်းစီဘေးကစီဒီမှာတွားပြီးတော့တိုက်ကြည့်လို့မရဘူးလားဟုတ်ပါရဲ့ဟုတ်ပြီဒါဆိုရင်တို့ကပါဝိုင်းစီဘေးကစီဒီကိုတို့ကတွားပြီးတော့တိုက်ကြည့်အောင်ဒီမှာတို့ကစီမှာဆော့ကြနေမဟုတ်လားဟုတ်ပါဗျာဟုတ်ပြီဒါဆိုရင်တို့ကချာကျင်ကွိုင်းကိုဖြုတ်ပြီးတော့တို့ကဘိုးကျွေးရင်လည်းရတယ်လောလောဆယ်တို့ကအဲ့လိုမကျွေးကြည့်ဘူးဆိုရင်တို့ကဒီဆော့မကြတဲ့အပေါင်းငုံမှာပဲကျွေးကြည့်ရင်တော့အဆင်မပြေဘူးလားပြေပါဗျာနော်50တော့ပါဟုတ်ပြီနော်ဒါဆိုရင်တို့ကလောလောဆယ်တို့ကချာကျင်ကွိုင်းကိုမဖြုတ်ချင်တဲ့အတွက်ဒီဘိုးကနေပြီးတော့တို့ကကျွေးကြည့်ပထီငုံအပေါင်းဘိုးကိုတို့ကကျွေးကြည့်နော်ဟုတ်သူ့ရဲ့ဒီဝဲကြကဘယ်လိုလဲဆိုတော့ဒီမှာပြစာအုပ်လေးမှာအလုံးမှာစောပုံလေးဆွဲတာဒီစာကျန်လေးမရဒါဆိုရင်တို့ကဖုံးရဲ့ဒီဆောက်ပုံကသူ့ရဲ့လမ်းကြောင်းကပထီဟုတ်ပြီနော်ဟုတ်ပထီမှာ၄ငုပ်ပါတယ်ပေါ့တစ်ခုကကြောင်းပေါ့တစ်ခုကအပေါင်းနော်ဟုတ်ဒါဆိုရင်တို့ကဒီမှာကဘီဘက်ဒါဆိုရင်တို့ကပထီအဝင်မှာကတို့ကချာကျင်ကွိုင်ပေါ့နော် BG တို့ sorry ချာကျင်ကွိုင်မဟုတ်တို့က BG တို့ချာကျင် IC တို့ပေါ့နော်ချာကျင် IC တို့ကိုတို့က IC တစ်လုံးကိုအရင်ရောက်မှာမဟုတ်ဘူးလားဟုတ်ပါဘူးဟုတ်ပြီဒါဆိုရင်တို့ကဒီလမ်းကြောင်း short ဖြစ်နေမယ်ဆိုရင်ဒီပထီငုံမှာတို့က short ဖြစ်သွားပြီပေါ့တို့ကဒီမှာ short မဖြစ်သေးဘူးဒါ B bed လို့ခေါ်တယ်နော် B bed ဒီပထီနဲ့ချာကျင် IC နဲ့လမ်းကြောင်းကို B bed လို့ခေါ်တယ်ဟုတ်ပြီနော်ဒီလမ်းကြောင်းမှာတို့က short ကြနေရင်တော့တို့က turn short ပေါ့နော်ဒီ short ကလွယ်တယ်နောက်တစ်ခုဒါဆိုရင်တို့ကပထီဘိုး4.2ရောက်သွားပြီမဟုတ်ဘူးလားဟုတ်ပြီဒါဆိုရင်တို့ကဒီပထီဘိုးကပဲတို့ကဒီချာကျင် IC ရရပြီးတော့ power IC အကြီးကိုထွက်မှာမဟုတ်ဘူးလားဟုတ်ပါဗျာဒါဆိုရင်တို့ကဒီမှာတို့ကပထီဘိုးဒီလိုချာကျင်ကွိုင်းထိတ်ကိုပထီဘိုးထွက်မှာနော်သူလည်းတို့ကဘိုးကိုစစ်ထုတ်ပြီးတော့တို့က4.2ပဲထွက်မှာဟုတ်ပြီနော်ဒါဆိုရင်တို့ကဒီလမ်းကြောင်းတွေမှာလဲ power IC ဘေးတွေမှာ तू ကဒီလမ်းကြောင်းတစ်ကြောင်းတည်းကိုဝင်တာမဟုတ်ဘူးเนาะ B bed တွေကတို့ကအမျိုးမျိုး coin တွေအတွက်တွေဝင်ပေးရရှိတယ်ပြီးရင် C လေးတွေ power IC ဘေးမှာ C လေးတွေ ground ချထားတာမဟုတ်ဘူးလားဟုတ်เนาะC လေးတွေ ground ချထားတာဒါဆိုရင်တို့ကဒီလမ်းကြောင်းကိုဘယ်လိုခေါ်လဲဆိုတော့ VB8 power VSYS ပေါ့เนาะဟုတ်ပြီเนาะဒါဆိုရင်တို့ကဒီ VSY ဘွဲမှာတို့ကဒီ C လေးမှာဆော့ကြတဲ့အတွက်ဒီမှာဘိုးကျွေးလိုက်တာနဲ့ဒီမှာ 4.2 ဆိုတော့ 4.2 ပဲရောက်မှာပဲမဟုတ်ဘူးလားဒါကြောင့်မလို့တို့ကပထီဘိုးနဲ့ပဲ
တို့ကပိုကျွေးကြည့်မယ်ဒါဆိုရင်တို့ကဒီ VSYS လမ်းကြောင်းမှာ short ကြနေတဲ့အတွက် DC လေးက short ကတွေ့ကိုပဲတွေ့တယ်ဒီမှာ short မတွေ့ပေမဲ့ဘိုးထိုးကျွေးလိုက်တာနဲ့ဒီမှာသူကဘိုးအားမနိုင်တဲ့အတွက် C လေးပူတာတွေ့ရမှာမဟုတ်ဘူးလား ဟုတ်ပါပြီဗျာ ဟုတ်ပြီနော်ဒါဆိုရင်တို့ကဒီမှာ power IC အကြီးပေါ့ဒီကောင် power IC အကြီးပေါ့ဒီကောင်ကအသေးပေါ့ပြီးမှတို့က CPU တို့ eMMC တို့ကဒီ coin နေရည်တစ်ဆင့်သွားမှာမဟုတ်ဘူးလားဟုတ်ပြီနော်ဒီ coin လမ်းကြောင်းတွေမှာ short ကျနေတယ်ဆိုရင်ပတိကအားရှိသေးတယ်ဒီ VBS နဲ့ VSYS တို့နော် VBA power တို့က short ကြမယ်ဆိုရင်လုံးဝပတိမှာအားမရှိဘူးနော်ဒါဆိုရင်တို့ကဘူးကြည့်ကြည့်အောင်နော် short လိုက်ပါဒီပါစီလေးအားလေလား ဟုတ်ပါပြီ ပြီးရင်ကိုတိုင်းလောက်ခိုင်းပြီဆိုရင်စံတော်ဝါနဲ့ဒီနာမတဲ့ငါလေးက plan နေတော့မှနော်ဒါကိုသိတယ်လို့မသိရင်တော့ငါနဲ့တွေ့ရတာဟုတ်ပြီဒါဆိုရင်တို့ကဒီနားမှာတို့က short တွေတွေ့နေတဲ့အတွက်အိုင်နာကိုတို့ကခင်းငွေလေးရိုက်မယ်နော်ဟုတ်အဲ့တော့ချင်းကြီးကလောက်တယ်ဒီမှာဟိုဆောင်းဆက်စီမှာလည်း SP ထောက်တဲ့ဟာရှိသေးဘူးလေစကန်မေးရတယ်လေပစ္စည်းဝယ်မထွက်သေးတော့ကြာဟုတ်ပစ္စည်းဝယ်ထွက်တဲ့ခါတည်းဝင်ရမှာလေပစ္စည်းဝယ်ထားအဲ့လိုလေးဝယ်ရအောင်နော်ဟုတ်ကဲ့ဆရာ ဘယ်လိုဒီမှာတော့ပါဘူးကြီး ဟုတ်ကဲ့ဟိုထောက်တဲ့အနောက်ကဟာမရှိဘူးပေါက်ရှိတယ် တို့ရှိပါတယ်ရွေးမှရှိရတယ် မဟုတ်ရွက်ခိုင်ရှိအောင်လေဆရာချင်းတော့ခဏငားနေတယ်ဆရာ ဟုတ်ပြီဒါဆိုရင်တို့ကဒီမှာအပေါင်းငုတ်ကလေးကိုအပေါင်းညှက်ထားတယ်ဟုတ်ပြီနော်အပေါင်းလမ်းကြောင်းကိုအပေါင်းညှက်ထားတယ်ပြီးရင်တို့က ground ကို ground ညှက်မယ်ပေါ့နော်ဒါဆိုရင်တို့က power IC ဘေးမှာ C လေးတွေရှိရဲ့အတွက်တို့ကဘာလုပ်ရမှာလဲဆိုတော့ဟိုကျွေးလိုက်မယ်နော် ground လေးကိုညှက်လိုက်မယ်ဟိုမှာတွေ့လား တွေ့ပါပြီဗျာ ဟုတ်ပြီနော်ဟုတ်အဲ့ဆိုရင်ဒီနားမှာကအသေးကကျသွားတာလားအကြီးကကျသွားတာလားအဖြစ်ပြီးလိုက်လားကြီးရရင်ကျလားဟုတ်တယ်ဟုတ်ပြီနော်ဒါဆိုရင်တို့ကအိုက်ကောင်လေးကိုဖြုတ်ပြီးတော့ short ပြန်ပြီးတော့ရှာကြည့်မှာပေါ့နော်ဟုတ်ဒီလိုတန်းခါကနေမိရင်းနဲ့ကြောင်း ဟုတ်ပြီစောစောတော့ကဒီနှလုံးမှာ short ကြတယ်အခုမကြားတော့ဘူးနော်ဟုတ်ကဲ့ဖြုတ်တဲ့နေရာမှာလည်းမကြားတော့ဘူးဒီစီလေးမှာလည်းမကြားဘူးเนาะဒါဆိုရင်တို့ကနှုတ်ကြည့်အောင်သူရဲ့ဟွာရှိလား ဆက်လိုက်ဆိုပါအဲ့ဒီချာ ဒီဘက်တော့ပန်းလာလေးကိုတော့ ခင်းဝရိတ်တော့ဘူကြီးဆက်โอเคဒါဆိုရင်လို့သွား ဟုတ်ပါဟုတ်ပြီနော်ဟုတ်ပြီရပြီနော် ဟုတ်ပါပြီ โอเคဒါဆိုရင်ယူရှိသွားလိမ့်မယ်ပါပဲနော်ဟုတ်ကဲ့